ကျွန်တော်ကွန်ဖူးပညာသင်ခြင်းပေမဲ့ကျွန်တော်ဆရာကအိမ်သစ်ဆောက်ဖို့ပြောပါတယ်ကျွန်တော်ချက်ချင်းပဲကြောက်တုံးတွေပြင်များတွေကိုအနီးနားကယူလာခဲ့ပါတယ်မကြခင်မှာပဲရိုးရှင်းတဲ့အိမ်တစ်လုံးဆောက်ခဲ့ပေမဲ့ကျွန်တော်ဆရာကသူ့လက်ညှိုးနဲ့ညင်သာစွာတွန်းလိုက်ပါတယ်အိမ်ကချက်ချင်းပြိုကျသွားပါတယ်ဒီတစ်ခါတော့မြေစီလွှာတွေကိုရေလောင်းပြီးရောမွေလိုက်ပါတယ်ပြီးတော့ကြောက်တုံးတွေရဲ့အကွဲကြောင်းတွေမှာဘီလက်မြေကိုညီညီညာညာဖြန့်လိုက်ပါတယ်ဒီနည်းနဲ့ပိုခိုင်ခန့်တဲ့အိမ်တစ်လုံးဆောက်လိုက်ပါတယ်ကျွန်တော်ဆရာကိုကိုခံပညာသင်ပေးဖို့ယုံကြည်မှုရှိရှိတောင်းဆိုခဲ့ပါတယ်ဒါပေမဲ့စစ်ဆေးပြီးတဲ့နောက်ကျွန်တော်ဆရာကနယံကိုခြေတစ်ဖက်နဲ့ကန်ချလိုက်ပါတယ်ဒါကကျွန်တော်ကိုအယံဒေါသထွက်စေပါတယ်ကျွန်တော်ဆရာကရှင်းပြခြင်းမရှိပါဘူးအဲ့ဒီအစားသူကအိမ်ကိုလုံးဝဖျက်ဆီးဖို့ပြေးသွားပါတယ်ကျွန်တော်ဘလောက်ပဲပြေးသူ့ကိုမမိနိုင်ပါဘူးနောက်ဆုံးတော့သူကနယံကိုခေါင်းနဲ့တောင်ဝင်တိုက်လိုက်ပါတယ်ကျွန်တော်အပြင်းထန်စူးစမ်းပြီးစောက်ထားတဲ့အိမ်ပျက်စီးသွားတာကိုကြည့်နေမိပါတယ်ကျွန်တော်ဆရာကကျွန်တော်အတွက်ခက်ခဲအောင်တမင်လုပ်နေတယ်လို့ခံစားမိပါတယ်ဒါပေမဲ့ကွန်ဖူးပညာသင်ယူဖို့အတွက်ကျွန်တော်ဒေါသကိုထိန်းထားပြီးအိမ်ကိုဆက်လက်ခိုင်မာအောင်လုပ်ရပါတယ်ကျွန်တော်ကျမ3ရက်နဲ့3ညဆက်တိုက်ဒီလိုလုပ်ခဲ့တယ်နောက်ဆုံးတော့အိမ်ဆောက်တာပြီးသွားတယ်နောက်တနေ့မနက်မှာကျွန်တော်ကျမရဲ့တခင်နဲ့အတူချက်ပြုတ်ခဲ့ပေမဲ့သူကရုတ်တရက်ထွက်ပြီးကျွန်တော်ကျမရဲ့အိမ်ကိုဖြိုဖျက်ဖို့ထွက်သွားခဲ့တယ်သူ့ကိုရက်တန့်ဖို့ကျွန်တော်ကျမအမြန်ပြေးခဲ့တယ်အိမ်ကိုကာကွယ်ဖို့အတွက်သူ့ရဲ့တိုက်ခိုက်မှုတွေကိုကျွန်တော်ကျမရဲ့ခန္ဓာကိုယ်နဲ့တားဆီးခဲ့ရတယ်။သူကကျွန်တော်ရဲ့ခံစစ်ကိုမဖောက်ထွက်နိုင်တာကိုမြင်တော့ကျွန်တော်ကျမရဲ့သခင်ကကျွန်တော်ကိုအိမ်ထဲတိုက်ရိုက်တွန်းပို့လိုက်တယ်။ဒီနေရာရောက်တော့နယံကိုလက်နှစ်ဖက်နဲ့တင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားလိုက်တယ်။ဒီနေ့ခေတ်မှာဆောက်လုပ်ရေးလုပ်ငန်းတွေကြောင့်ကျွန်တော်ကျမရဲ့သခင်ရဲ့လှုပ်ရှားမှုတွေကိုခံမှန်းနိုင်ပေမဲ့ကျွန်တော်ကျမကသူနဲ့မရှင်နိုင်သေးဘူးဆိုတာသိတယ်။ဒါနဲ့တစ်သားတကားကိုအမြန်ယူဖို့ပြေးခဲ့တယ်။ကျွန်တော်ကျမရဲ့သခင်ကတစ်သားတကားကိုဆွဲယူဖို့ပြက်ပြက်သားသားရှေ့ကိုတိုးလာခဲ့တယ်။ကျွန်တော်ကျမကတစ်သားတကားကိုလွင့်ထွက်သွားအောင်လုပ်လိုက်တယ်။ပြီးတော့ကျွန်တော်ကျမသူ့ကိုခေါင်းနဲ့တွန်းထုတ်လိုက်ပေမဲ့သူကရှောင်းလင်းချောင်းလို့ရေးထားတဲ့ဆိုင်းဘုတ်ကိုဆွဲယူသွားခဲ့တယ်။တကားကိုပြင်ပြီးတဲ့နောက်ကျွန်တော်ကျမဆိုင်းဘုတ်ကိုဆွဲယူဖို့အပြေးလွှားတက်လာခဲ့တယ်။သူ့လက်ကိုကိုက်ချင်အောင်ဆောင်လိုက်တယ်။ကျွန်တော်သခင်ကကြောက်ရွံ့မှုကြောင့်လွှတ်ချလိုက်ပါတယ်။ဒီနည်းနဲ့ကျွန်တော်သူ့ရဲ့တပည့်ဖြစ်လာမယ့်အလုပ်ကိုအောင်မြင်စွာပြီးမြောက်ခဲ့ပါတယ်။ကျွန်တော်သခင်ကိုကွန်ဖူးတင်ပေးဖို့တောင်းဆိုခဲ့ပေမဲ့သူကဟင်းသီးဟင်းရွက်ခင်းတွေကိုရေလောင်းဖို့ပြောပါတယ်။ဟင်းသီးဟင်းရွက်တွေရင်းမဲ့လာရင်ကွန်ဖူးတင်ပေးမယ်လို့လည်းပြောပါတယ်။ရေခတ်ဖို့နေတိုင်းကြောက်ကမ်းပါးကနေဆင်းပြီးရေခတ်ရုံကလွဲလို့တခြားရွေးချယ်စရာမရှိပါဘူး။အစပိုင်းမှာတော့ပင်ပန်းနှွမ်းနယ်မှုကိုခံစားရပေမဲ့တဖြည်းဖြည်းနဲ့ကျွန်တော်သခင်ရဲ့ရည်ရွယ်ချက်ကိုနားလည်သွားပါတယ်။အိမ်ဆောက်ပြီးရေခတ်နေတဲ့လုပ်ငန်းစဉ်မှာကျွန်တော်ကွန်ဖူးကိုတင်ယူပြီးသားပါ